ပဲအရာထမ်းမှာအစင်မပြေတဲ့လူတွေကိုကိုကြီးစောင်းမတာတစွန်းတယောက်မှပေးကမ်းတာတွေလဲဒါတွေအားလုံးဟာဒါနပါပဲဒါကြောင့်နေ့စဉ်ဒါနကောင်းမှုတစ်ခုကိုမဖြစ်မနေပြုပြင်အောင်ပြုဖို့ကိုလည်းမမေ့ပါနဲ့ဒါဆိုရင်တော့အချက်၄ချက်နဲ့အခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့လူကဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားလိုက်ပါဘာကြောင့်လဲဆိုရင်ဒီဗီဒီယိုလေးမှာဗုဒ္ဓဘာသာဝင်ကောင်းတွေလိုက်နာကျင့်သုံးရမယ့်အချက်၅ချက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်ကောင်းတယောက်အနေနဲ့နေ့စဉ်ပုံမှန်ဖျားရှိခိုးခြင်းအမှုကိုပြုလုပ်ကြရမှာဖြစ်ပါတယ်ပထမဆုံးနံပါတ်1အချက်ဖျားရှိခိုးရမယ်ဖျားရှိခိုးရင်နဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခါတရဏံကိစ္ဆာမိဆိုတဲ့တရဏဂုံ၃ပါးကိုလည်းခံယူစောင့်တည်ပါပြီးတဲ့နောက်မှာမိမိတို့ယူခြင်းတဲ့သီလ၅ပါး၈ပါးအစရှိသဖြင့်ပေါ့နော်ကိုနှစ်သက်ရာသီလကိုခံယူကျင့်သုံးပါပုံမှန်ဖျားဝတ်တတ်တဲ့တရဏဂုံစောင့်တည်တယ်သီလတော်ကိုလည်းခံယူကျင့်သုံးတယ်ဆိုရင်တော့မိမိတို့ဟာဗုဒ္ဓဘာသာဝင်သူတော်ကောင်းတစ်ယောက်အနေနဲ့သူတော်ကောင်းတို့ရဲ့အပြုအမူနံပါတ်1အချက်ပြည့်စုံသွားပြီလို့မှတ်ယူလိုက်ပါနောက်တစ်ချက်ကတော့ဖျားရှိခိုးပြီးသွားပြီဆိုတဲ့အခါမှာနံပါတ်2အချက်အနေနဲ့မေတ္တာပို့ပေးကြရမှာပဲမေတ္တာပို့တယ်ဆိုတာကဦးဇင်းတို့တတ္တဝါအားလုံးရဲ့အပေါ်မှာကောင်းစားစေခြင်းနဲ့စိတ်ကိုယ်စိတ်နှပြကျမ်းမာချမ်းသာစေခြင်းနဲ့စိတ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေခြင်းနဲ့စိတ်အစဉ်ပြေစေခြင်းနဲ့စိတ်ပြည့်စုံစေခြင်းနဲ့စိတ်ကိုမေတ္တာစိတ်လို့ခေါ်တယ်ဒါကြောင့်တတ္တဝါတွေကျမ်းမာကြပါစေချမ်းသာကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေဘေးရန်တဲ့ရမန်အပေါင်းတို့လည်းကင်းစင်ကြပါစေလို့မေတ္တာပို့ခြင်းအမှုကိုလည်းနေ့စဉ်ပြုလုပ်ဖို့လိုအပ်ပါတယ်ဒီလိုမျိုးဖျားရှိခိုးခြင်းမေတ္တာပို့ခြင်းကိုပြုလုပ်မိပြီဆိုရင်တော့သူတော်ကောင်းတို့အနေနဲ့သူတော်ကောင်းလက္ခဏာနှစ်ခုနဲ့တော့ပြည့်စုံသွားပြီနှစ်ချက်ပြည့်စုံသွားပြီလို့မှတ်ရမှာဖြစ်ပါတယ်ပြီးတဲ့နောက်မှာမေတ္တာပို့ပြီးပြီဆိုတာနဲ့မြင်ရမမြင်ရပုံကိုယ်တွေအားလုံးကိုရည်စူးပြီးတော့မှမိမိတို့တိတတ်သည့်အရွယ်ကနေစတင်ပြီးတော့ပြုလုပ်ခဲ့တဲ့ဒါနကောင်းမှုတွေသီလကောင်းမှုတွေဘာဝနာကောင်းမှုတွေဓမ္မတဝနာဓမ္မပူဇာအစရှိတဲ့ကုသိုလ်ကောင်းမှုအစုစုတွေကိုအမြတ်တမ်းပေးဝေပါဒီလိုမျိုးအမြတ်တမ်းပေးဝေခြင်းအပြင်ကျွတ်ထိုက်တဲ့ပုံကိုယ်တွေတာရုခေါ်မြင်ကျွတ်သွားမယ်တချို့သောနတ်တွေကလည်းတာရုခေါ်ပြီးတော့မှတဆင့်မြင့်တဲ့ကိုရောင်ကိုဝါတွေဘုံဘိမှန်အစရှိတာတွေကိုခံစားရတယ်အဲ့ဒီအခါမှာကိုယ်ကိုပြန်ပြီးတော့မှကိုမိသားစုကိုပြန်ဆောင်ရှောက်တယ်တဲ့နတ်တွေကဒါကြောင့်မို့အဲ့ဒီလိုအမြပေးဝေပြီးပြီဆိုရင်လည်းကိုကတာရုခံယူဖို့လိုသေးတယ်ဘလို့တာရုခံယူရမလဲဆိုရင်သူတော်ကောင်းသူမြတ်လောင်းတွေပို့တာတဲ့ကုသိုလ်အမြမေတ္တာကိုလည်းကျွန်ုပ်သည်ခံယူပါတယ်တာရု